Diploma in Financial Management Accounting DFMA လို့ဆရာတို့အတူကောက်ခေါ်လိုက်လို့ရတယ် RGF level 3ဆိုတော့ level 3မှာလည်းနှစ်ဘာသာပဲ FA2 နဲ့ MA2 FA2 က financial record တွေကိုဘယ်လို maintaining လုပ်တယ်လဲအဲ့မှာ concept တွေ principle တွေစတင်တော့ financial record တွေနဲ့ပတ်သက်တာတွေ technical ဘိုင်းနဲ့ပတ်သက်တာတွေ double entry နဲ့ပတ်သက်တာတွေ basic financial statement တွေဘယ်လိုရေးဆွဲတယ်လဲ MA2 မှာ managing cost and finance ဒီဘိုင်းမှာကြတော့ cost information တွေကိုဘယ်လို prepare လုပ်မလဲဘယ်လို present လုပ်မလဲခုနပြောသလို management ကအဓိကဒီ information တွေကို planning နဲ့ decision making မှာဘယ်လိုသုံးမလဲဆိုတော့လေ့လာမယ့် chapter လေးတွေကိုအကြမ်းမြင်ကြည့်လို့ရှိရင်ဒီ FA2 မှာဆိုရင် assets တွေ liability တွေ accounting equation တွေပါတယ်ဒါထပ်ပြီးเนาะဒီမှာထပ်နှွေးတဲ့သဘောမျိုးပေါ့ FA1 မှာတွေကလည်းပါခဲ့တယ်ပြီးတော့ financial statement တွေစပြီးဒီမှာပါလာပြီ statement of financial position တို့ profit or loss တို့ပြီးတော့အဲ့ transaction တွေကိုဘယ်လို recording နဲ့ summarizing လုပ်မလဲ posting ဘယ်လိုလုပ်တယ်လဲ account တွေဘယ်လိုပိတ်မလဲ trial balance တွေဘယ်လိုဆွဲမလဲပြီးရင် accounting နဲ့ပတ်သက်တဲ့မူတွေ principle တွေအကြောင်းခုနရရရှိပေးရရှိ receivable payable တွေနဲ့အမှားတွေဆိုဘယ်လိုပြင်မလဲเนาะ accrue တွေ prepayment တွေပေးရရှိတွေကြိုတင်ပေးတွေเนาะရရရှိနဲ့ကြွေးစုံတွေ receivable နဲ့ irrecoverable debt တွေเนาะဒီကုန်ရောင်းနဲ့ပတ်သက်တာတွေကုန်လက်ကျန်နဲ့ပတ်သက်တာတွေ inventory တွေနောက်တစ်ခုကပုံသေးပိုင်းပစ္စည်းတွေ non current assets တွေ တန်ဖိုး short depreciation တွေ sole trader ရဲ့ financial statement တွေဘယ်လိုဆွဲသလဲเนาะ trial balance ဘယ်လိုဆွဲသလဲ incomplete record မပြည့်စုံတဲ့စာရင်းတွေဆိုရင်ရောဒီကနေပြီး financial statement တွေဘယ်လိုဆွဲမလဲနောက်အစိုးရလုပ်ငန်း partnership တွေအကြောင်းဒါတွေက FA2 မှာသင်ရမယ်ဟုတ်ပြီ MA2 မှာကြတော့ management နဲ့ပတ်သက်တဲ့ information တွေ management ကဒီ information technology တွေကိုအသုံးပြုပြီးတော့ဘယ်လိုမျိုးတွေ information ပေးမလဲပြီးတော့ cost တွေကိုဘယ်လိုခွဲမလဲ cost တွေရဲ့ behavior တွေလေ့လာမယ်เนาะဒါ cost တွေရဲ့အခြေခံဖြစ်တဲ့ variable cost fixed cost တွေအကြောင်းပြီးရင် information တွေကိုဘယ်လို comparison လုပ်မလဲ management ကိုဘယ်လို report တင်မလဲဟုတ်ပြီ costing တွက်တဲ့အခါမှာဒီတက်ပုံမြင့်လာတယ်ဆရာတို့ခုနက level 2မှာသင်ရတဲ့ material တွေ labor တွေ overhead တွေ overhead မှာ costing method တွေ marginal costing absorption costing တွေ job batch service တွေ process costing တွေဒါတွေကထပ်ပြီးမြင့်လာအောက်က basic မှာတက်ပုံမြင့်သွားမယ်အလားတူပဲ CVP analysis ဖြစ်တဲ့ cost volume profit ဒါ decision making အတွက်အသိသုံးဝင်တဲ့เนาะသဘောတရားတွေ short term decision တွေနောက် investment appraisal တွေဘယ်လိုလုပ်တယ်လဲ cash management နဲ့ပတ်သက်ရင်ဒါ cash to cash flow တို့ပြီးတော့ treasury management လုပ်တဲ့အပိုင်း cash flow တွေကို forecasting လုပ်တဲ့အပိုင်းပိုနေတဲ့ surplus fund တွေကိုဘယ်လို invest လုပ်တယ်လဲပြီးသွားတဲ့အခါမှာဘဏ်ကနေပြီးတော့ finance တွေကို raising လုပ်တဲ့အပိုင်းဆိုတော့ဒါက MA2 မှာသင်ရမယ်topic လေးတွေဒါလေးကြည့်လိုက်ခြင်းအပြင်ဆရာတို့ဒီ foundation မှာကိုဘာတွေသင်ရမလဲဆိုတာလေးတွေဒါသိသွားမယ်အဲ့တော့ခုန FA2 MA2 နဲ့เนาะ ethic foundation ကတခါဖြည့်ရပြီပေါ့เนาะအဲ့တော့ဒီမှာဆရာတို့ကဒီ foundation ethic ပါသူကတတ်မှတ်ထားတာကိုဒါဘာဖြစ်ဆိုကျင့်ဝတ်သိက္ခာပိုင်းကခုနောက်ပိုင်းမှာရေးကြည့်တာကိုအရေးကြီးတဲ့တွေ့တဲ့အတွက်ဒီ ethic နဲ့ပတ်သက်လို့ဒီ module လေးတစ်ခုဒါထည့်ထားတာဖြစ်တယ် ACC ကဆိုတော့ဒါလေးမှာဖြည့်ပြီးသွားရင်ဒီ DFMA level 3 diploma ကိုရမှာဖြစ်တယ်ဆိုတော့ဒီမှာ level 3ကျွန်တော်ခုနက level 2ဒီမှာ level 3ရဲ့ diploma ဒါ OFCO ရဲ့ official တစ်စိမ့်လည်းပါတယ်ပေါ့เนาะဆိုတော့ဒါကကျွန်တော်ဒီတဆင့်ချင်းတွေမှာအခုဆိုဒါ foundation ရဲ့ level 2 level 3အကြောင်းလည်းအသေးစိတ်သိသွားပြီးပြီဆိုတော့ဒီရဲ့နောက်တဆင့်ကြမှာကျွန်တော်ခုန professional qualification မှတ်မိလိမ့်မယ် part 1မှာ3ဘာသာ part 2မှာ6ဘာသာ part 3မှာ4ဘာသာဒီလိုသွားတယ်ဆိုတော့ဒီမှာလဲပုံနဲ့ပြန်ပြီးမှတ်မိအောင်ပြထားတယ်ဆိုတော့ part 1ဆိုတာဒီ apply knowledge ကိုပြောတာဖြစ်တယ်เนาะဒါဘယ်ချမ်းမှာ apply knowledge အဲ့မှာ3ဘာသာ business and technology ရဲ့ management accounting ရဲ့ financial accounting အဲ့ဒီ3ဘာသာပြီးသွားလို့ရှိရင်ဒါ ACC ကပေးတဲ့ accounting and business ဆိုတဲ့ diploma level 4 diploma ကိုရမှာဖြစ်တယ်ဟုတ်ပြီပြီးတော့လို့ရှိရင်နောက်တစ်ဆင့် part 2လို့ခေါ်တဲ့ apply skill အဲ့မှာကျွန်တော်ခုနပြောတဲ့ဒါပြီးသွားရင် BSc optional ယူခြင်းရတယ်
so အဲ့မှာ6ပါတာ corporate and business law performance management taxation financial reporting audit and assurance နဲ့ financial management ဟုတ်ပြီအဲ့ဒါတစ်ဆင့်ပြီးသွားရင်ဘာရမလဲ advanced diploma level 6နဲ့ညီတဲ့ advanced diploma ဒါ ECC ကပေးတာကတန်းရမှာကို BSc ထပ်ယူခြင်းကြတော့ကိုကဒီအတွက်ကိုဒီ RAP research and analysis project တွေထပ်လုပ်ပြီးယူလို့ရတယ်ဟုတ်ပြီ bachelor လောက်ကိုမယူသေးဘူးเนาะ master ကျမှယူခြင်းတယ်ဆိုရင်လေ ACC ရဲ့ part 3 ၄ဘာသာဆက်လုပ်ရုံပဲအဲ့မှာမဖြစ်မနေ essential ဖြည့်ကိုဖြည့်ရမှာက2ဘာသာ SPL နဲ့ SPR strategic business leader နဲ့ strategic business reporting ကျန်တဲ့2ဘာသာက4ခုတည်းက2ခုယူရမှာ AFM ရဲ့ APM ရဲ့ ATX ရဲ့ Triple A ရဲ့เนาะဒီ4ခုတည်းကကြိုက်နှစ်တက်ရ2ခုဖြည့်လိုက်ရင်ရပြီဒါဆိုအားလုံးပြီးသွားရင်ခုနပြောတဲ့ ACCA ကနေပြီးတော့တကယ်ကိုဆရာတို့ fully qualified ဖြစ်တဲ့ qualified professional accountant ဆိုတဲ့ charter accountant qualification ကိုရသွားတာဖြစ်တယ်အဲ့ဒီအောင်ဒီခုနပြောတဲ့ RQF နဲ့ပြောမယ်ဆို level 7 master degree level ဖြစ်ဒါကြောင့် master degree level နဲ့ညီလို့ part 3ပြီးသွားရင် MSc ကို University of London ကပေးတာကို optional ထပ်ယူခြင်းရတယ်ဒါယူခြင်းရင်ယူလို့ရတယ်လို့ပြောတာဖြစ်တယ်အလုပ်လုပ်ဖို့အတွက်ကတော့ဒါ ACC qualification ကတကယ်ကိုအသုံးဝင်နဲ့เนาะဟိုလုပ်ပိုင်ခွင့်ရှိတဲ့ဒါ qualification တစ်ခုအနေနဲ့ကိုကတေချာဒီ qualification ကောင်းတစ်ခုကိုရရှိပိုင်နိုင်သွားပြီဆိုတာဒါသိဖို့လိုတယ်အဲ့တော့ဟို ACCA မှာကျတို့ခုနကနှစ်ပိုင်းကိုတေချာလေးခွဲပြီးမြင်ဖို့လိုတယ်တစ်ပိုင်းကဒီ foundation entry level မှာเนาะ FIA လို့ခေါ်တဲ့ level 2 level 3ရှိတယ် professional မှာကျတော့ဒီ level 4ကနေ 7 ထိသွားတဲ့ပုံစံမျိုးပေါ့ဒါမြင်အောင် level နဲ့ပြောတာဒီမှာကျတော့ဆရာတို့ part 1 part 2 part 3ဒါမှမဟုတ် apply knowledge apply skill strategic professional ဆိုပြီးတော့၃ပိုင်းခွဲထားတာဖြစ်တယ်ဆိုတော့ဒါကဆရာတို့ဒီ ACCA နဲ့ပတ်သက်ပြီးတော့ဒါဆိုရင်အခုဆိုရင်ဒါတော်တော်လေးအားလုံးတေချာလေးသိလောက်ပြီထင်တယ်ဆိုတော့ဒီ beginner တွေအတွက်လည်းအကျိုးတစုံတရာရလိမ့်မယ်လို့ဆရာတို့မျှော်လင့်ပါတယ်ဆိုတော့ကိုလိုချင်တဲ့เนาะဒီကိုယ့်ရဲ့ accounting and finance career အတွက်မှန်ကန်တဲ့ qualification တစ်ခုကိုရွေးချယ်နိုင်ပြီးတော့ကိုယ့်ရဲ့ဘဝမှာအောင်မြင်မှုတွေကိုရရှိပါစေလို့ဆရာဒီကနေပြီးတော့ဆုတောင်းမေတ္တာပို့တာပါတယ်အားလုံးကျေးဇူးတင်ပါတယ်